တရုတ်တွေကြားထဲလူအခွင့်အရေးတွေချိုးဖောက်ခံရတဲ့အခါအနိုင်ကျင့်ခံရတဲ့အခါပြန်လဲတုံ့ပြန်လို့ရမယ်စကားပြောအကြောင်း90ကိုဒီနေ့မှာအသေးစိတ်လေးနဲ့လေးလာကြမယ်နော်နံပါတ်1စူစူညံ့ညံ့မလုပ်ပါနဲ့ကိုအေးစစ်စစ်နားနေတဲ့အချိန်မှာနော်ဘေးမှာစူစူညံ့ရှိနေတယ်ဆိုရင်ပြောလို့ရမယ်不要吵闹不要吵闹你ငါကိုမဆဲပါနဲ့不要骂我不要骂我都ငါကိုမရိုက်နှက်ပါနဲ့不要打我不要打我လေးငါကိုအနိုင်မကျင့်ပါနဲ့不要欺负我不要欺负我ငါကိုမအော်ဟောက်ပါနဲ့不要对我大喊不要对我大喊超အတန်ကြဲကြဲမအော်ပါနဲ့不要大声喊叫不要大声喊叫ခုနှစ်ငါကိုမလိန်ညာပါနဲ့不要骗我不要骗我နံပါတ်10ငါကိုအထင်မလွဲပါနဲ့不要误会我不要误会我ကိုငါကိုမချုပ်ချယ်ပါနဲ့不要限制我不要限制我30ငါကိုမလဲစားပါနဲ့不要欺骗我不要欺骗我17ငါကိုမဆွဲပါနဲ့不要拉我不要拉我12ငါကိုမတွန်းပါနဲ့ကားတွေပေါ်မှာပေါ့နော်တွန်းလို့ရှင်တုံးလို့ရတယ်不要推我不要推我13ငါကိုအမိတ်မပေးပါနဲ့不要命令我不要命令我14ငါလာစာကိုလိန်ညာပြီးမယူပါနဲ့不要骗走我的工资不要骗走我的工资နံပါတ်15ငါကိုမတားဆီးပါနဲ့不要阻止我不要阻止我16ငါကိုမဝင်ဆွတ်ဖတ်ပါနဲ့ငါကိုရှာမရှိနဲ့လို့ပြောချင်တာ不要管我不要管我12ငါပစ္စည်းကိုမထိပါနဲ့不要碰我的东西不要碰我的东西14ငါအကြောင်းကိုမကောင်းရှောက်မပြောနဲ့不要说我坏话不要说我坏话19ငါကိုအထင်မသေးပါနဲ့不要看不起我不要看不起我20ငါကိုမချိန်ချောက်ပါနဲ့不要威胁我不要威胁我21ငါကိုမဆွတ်ဆွဲပါနဲ့不要冤枉我不要冤枉我22ငါကိုမနှောက်ယှက်ပါနဲ့不要打扰我不要打扰我23ငါနောက်မလိုက်ပါနဲ့不要跟踪我不要跟踪我24ငါကိုဖိအားမပေးပါနဲ့不要逼我不要逼我25ငါပစ္စည်းတွေကိုမလူယူပါနဲ့不要抢我的东西不要抢我的东西26ငါပစ္စည်းကိုမထိမိပါနဲ့မထိပါနဲ့不要动我的东西不要动我的东西29ငါကိုမလောင်ပြောင်ပါနဲ့不要笑我不要笑我24ငါကိုမရီမောပါနဲ့不要取笑我不要取笑我နံပါတ်29ငါကိုတန်တရားမဖြစ်ပါနဲ့不要怀疑我不要怀疑我30ငါကိုအပြစ်မတင်ပါနဲ့不要责怪我不要责怪我31လည်းအတူတူပဲငါကိုအပြစ်မတင်နဲ့不要怪我不要怪我32ငါကိုအတုံးမချပါနဲ့不要利用我不要利用我33ငါကိုမထိန်ချုပ်ပါနဲ့不要控制我不要控制我34ငါကိုအမိန်ပေးပြီးမခိုင်းပါနဲ့不要命令
我做事不要命令我做事35ကိစ္စကိုမဝင်ဆွတ်ဖက်ပါနဲ့不要干涉我不要干涉我နံပါတ်36ငါကိုမချောက်လက်ပါနဲ့不要吓我不要吓我39ငါပတ်စံကိုမလိမ်ယူပါနဲ့不要欺骗我的钱不要欺骗我的钱34ငါပစ္စည်းမယူသွားပါနဲ့不要拿走我的东西不要拿走我的东西39ငါကိုမတားဆီးပါနဲ့不要阻碍我不要阻碍我40ငါကိုရည်ရွယ်ပြီးမလုပ်ပါနဲ့ငါကိုတမင်လာမလုပ်နဲ့ပေါ့နော်不要针对我不要针对我41ငါကိုမထိခိုက်စေပါနဲ့မထိခိုက်ပါနဲ့不要伤害我不要伤害我42ငါကိုမစော်ကားပါနဲ့ငါကိုအဆက်မခွဲပါနဲ့ဆိုရင်不要侮辱我不要侮辱我နံပါတ်43ငါကိုလျစ်လျူမရှုပါနဲ့不要无视我不要无视我44ငါပတ်စံမလိမ်ပါနဲ့不要骗我钱不要骗我钱45ငါကိုအတင်းမလုပ်ပါနဲ့不要强迫我不要强迫我46ငါမလုပ်ချင်တာကိုအတင်းမခိုင်းပါနဲ့不要逼我做不想做的事不要逼我做不想做的事နံပါတ်49ငါအခွင့်အရေးမချိုးဖောက်ပါနဲ့不要侵犯我的权利不要侵犯我的权利44ငါပစ္စည်းကိုမခိုးပါနဲ့不要偷我的东西不要偷我的东西49ငါကုန်တိတ်ခါမထိခိုက်ပါနဲ့不要伤我的自尊不要伤我的自尊50ငါကိုဒီလိုထပ်မလုပ်ပါနဲ့不要再这样对我不要再这样对我တရုတ်စကားပြောကြီးတည်တံ့ကိုအိမ်စာချက်စာလေးလုံးဝမရှိလုံးဝမပေးပဲမြန်မာစာရေးတဲ့ဖတ်တဲ့ယုံနဲ့တက်လို့ရနိုင်ပါပြီနော်အခုမှတော့ Facebook Messenger ခေါ်ကနေ line မကောင်းလို့ Viber ခေါ်ကနေတင်နန်းလေးတွေကိုလက်ခံနေပါတယ်နော်အခုမှတရုတ်စကားကိုအခြေခံကနေစပြီးအသေးစိတ်လေ့လာချင်တဲ့သူလေးတွေအိမ်စာချက်စာပေးတာမကြိုက်ဘူးဆိုတဲ့သူလေးတွေနဲ့ပို့ပြီးအဆင်ပြေပါတယ်လက်ရှိမှာပြည်ပရောက်နေတဲ့မြန်မာလေးတွေကဒီတနန်းကိုတက်နေပါတယ်အိမ်စာချက်စာတွေလုံးဝရှိကိုမရှိပါဘူးမပေးပါဘူးတနန်းမှာလက်တွေ့အရာအတက်လေးကျင့်သင်ကြားပေးပါတယ်တယောက်တည်းတီတန် class နဲ့တငယ်ချင်း2ယောက်3ယောက်တီတန်တက်ချင်တဲ့အထူးတနန်းလေးတွေလည်းတီတန်အပ်လို့ရပါပြီနော်